Hello, Alome, Mengalaba, no? Okay, Alome, no, go, Api, Quimali, Alome, Mengala, Bon, Pison Java, Alon, the enemy, Sutawi Bale, Kequima, Alome, a good view by Lady, Dajago, Mireme, no, I'm going to go Api, the General Luhon Quimali, a Guma to the General Lude Quimali, the General Manapian, Chavini, Sanai, Sima, Kasayam, Mayo, Maybatigo, Layavi, Tensa Pire. ဒီဖန်လေးဖြစ်ပါတယ်အဲကြောင့်မို့ကိုရီမားလေးဘက်ကလည်းမနက်ပြန်ရဲ့ကြာပေးနဲ့7နိုင်ဈေးမှာကျွန်တော်တို့ကစားရမယ်မယောကွက်မိန်ပတ်တီကိုလိုချင်ပါလေပပလနိုင်ပေါက်ချင်ပါလေပပလနိုင်ရချင်ပါလေတခါမှလည်းမပေါက်ဘူးပေါက်ဘူးချင်တယ်တခါမှလည်းမရဘူးလို့ရဘူးချင်ပါလေမယုံတစ်ခွက်ကောင်းလေးကိုထိထိမိမိလေးနဲ့ပပလနိုင်ထိုးကြည့်ချင်ပါလေဆိုတော့ကျွန်တော်ညီကောင်မလေးအားလုံးမတခါလည်းပဲကြည့်သွားပြီပါ when line လက်မလေးနှိပ်ထားပြီပါအများကြီးများတွင် share ပေးပါ share လောက် share ပေးပါမျှဝေနိုင်တော့မျှဝေပေးပါဘာကြောင့်လဲဆိုရင်တော့ကိုမလေးအတွက်မနက်ဖြန်မှာကျွန်တော်တို့အစင်ပြရမယ်အကျိုးရှိရပြီဖန်လေးပါလုံးဝကိုအစင်ပြရမှာ main အော့ကွက် main ပတ်သီးတွေနဲ့လာရောက်တင်ဆက်ပေးတယ်ကိုမလေးစိတ်ဝင်စားမယ်ဆိုရခဏလေးကိုလာရောက်ပြီးတော့မျှဝေပေးရခဏလေးဖြစ်ပါလေအဲကြောင့်မို့ကိုမလေးဘက်ကနေပြီးတော့တူတယောက်တည်းပေါက်ဖို့ရဖို့တကူမကြည့်ပါနဲ့เนาะအများမြင့်အများတွေများပေါအောင်လို့ဝိုင်းပြီးတော့တက်ဝန်းလေးနဲ့ share မှု share လေးနဲ့မျှဝေထားပေးပါဦးเนาะကြောင့်မို့မနက်ဖြန်မှာကျွန်တော်ပတ်ရမယ်ပတ်သီးလေးတွေပတ်သီးနဲ့ရှုံထားတဲ့ကိုမလေးပတ်သီးနဲ့ကြည်အောင်စော့ကျင်နေဆိုရင်ကျွန်တော်မနက်ဖြန်မှာအကြိုက်ဆုံးပတ်သီးပေးမယ်เนาะပြီးရင်ဗရိတ်ကိုလုံးပန်ကိုချုပ်ပြီးသားလေးတစ်ခွက်ကောင်းလေးကိုလိုချင်နေဆိုရင်နောက်ထပ်ဗရိတ်ကိုလုံးပန်ကိုချုပ်ပြလိုက်တစ်ခွက်ကောင်းကိုထပ်ပြီးပေးတော့မှဖြစ်ပါလေเนาะအကြောင်း one line လက်မလေးနေထားပြီးပါ share ထားပြီးပါတက်ဝန်းလေးတွေမျှဝေထားပြီးပါမနက်ဖြန်မှာကျွန်တော်ပတ်ရမယ်ပတ်သီးလေးတွေเนาะဇေဘိုးလေးထိုးရကိုမလေးတွေဇေဘိုးလေးစောမယ်မဖိုးရောင်ထိုးရကိုမလေးကမဖိုးလေးရောက်အောင်ထိုးပါရောက်အောင်ကစားပါเนาะအားလုံးကိုဒီအလင်းနဲ့နေပြီးတော့ပြောချင်ပါလေအကြောင်းကျွန်တော်ကိုမလေးအားလုံးဘက်ကနေပြီးတော့เนาะအောင်ပွဲတွေခံချင်ပါလေเนาะဒီဘက်မှာလေเนาะကျွန်တော်ကိုမလေးအောင်ပွဲခံလို့ခံခဲ့တို့ပဲကျွန်တော်တို့မနက်ဖြန်မှာထပ်ပြီးအောင်ပွဲခံရမယ်ပျော်ပျော်ရွှင်ရွှင်နဲ့ဒိုင်းရင်ရှိမှာငွေတွေထုတ်ရမယ်ခနန်းလေးတွေပြောပြပေးတော့ဖြစ်တယ်ပြတ်တာပေးတော့ဖြစ်ပါလေအဲကြောင့်မို့ကိုမလေးဘက်ကလည်းတကွာထဲကိုလိုချင်တဲ့အပေါ်မပြောဘူးလက်တွေ့ပြမယ်ဆိုရင်ခနိုင်ကိုထိုးချင်တယ်ဆိုရင်တခါလဲကြည့်တော့ပါနောက်ပို့လို့ရောမပြောပါဘူးတိုးရင်လိုရင်ပဲတခါလဲပဲပြောပြပေးတော့ဖြစ်ပါတယ်နောက်တိုးရင်လိုရင်ပဲတခါလဲပဲပြောပြပေးတော့ဖြစ်တဲ့ကြောင့်မို့ကိုမလေးဘက်ကနေပြီးတော့အစားကနေအဆုံးထိကြည့်နော်တယောက်ကြည့်တယောက်ရမယ်နှစ်ယောက်ကြည့်နှစ်ယောက်ရမယ်ကျွန်တော်ကိုယုံကြည်လို့ကျွန်တော်ပြည့်ကနေထိုးလို့တယောက်ယူရင်တယောက်ပေးမယ်နှစ်ယောက်ယူနှစ်ယောက်ပေးမယ်သုံးယောက်ယူရင်သုံးယောက်ကိုပေးမယ်ယုံကြည်သူကိုကျွန်တော်ပေးတော့ဖြစ်တဲ့နော်အဲကြောင့်မို့အားလုံးဘက်ကလည်းအကုန်လုံးကလည်းယုံကြည်တယ်ကိုဆိုရင်ကိုယူမာဒီကတော့နော်အားလုံးကတော့အကုန်လုံးကိုယုံကြည်တယ်နော်မောင်လေးဘက်ကလည်းပြောခန္ဓာအကြလို့တကွာကောင်းလေးကိုပေးပါပတ်သီးနဲ့ရှုံတော့လို့ပါကိုဖေးပတ်သီးနဲ့ကြည်အောင်လို့စော့ကျင်ပါလေကိုဖေးကိုယူမာဒီကအကြဆုံးပတ်သီးလေးရွေးပေးပါမယုံတဲ့ကွက်ကောင်းလေးကိုလည်းထုတ်ပေးပါလားဆိုရင်မင်းနဲ့ကိုမလေးမနက်ဖြန်မှာပတ်ရမယ်ပတ်သီးသည်6ကိုပတ်သီးဖြစ်တယ်နော်ပတ်ရမယ်ပတ်သီးကတော့6ကိုပတ်သီး6ကိုကြိုက်ကိုမိုက်က6ကိုပတ်ပါ9ကိုကြိုက်ကိုမိုက်က9ကိုပတ်ပါ6ကိုပတ်သီးလုံးအားကောင်းပါတယ်နော်6ကိုပတ်သီးလုံးအားကောင်းတယ်ကျွန်တော်အကြဆုံးပတ်သီးသည်မနက်ဖြန်မှာ6ပတ်သီးကိုကြိုက်တယ်နော်အကြဆုံးပတ်သီးကတော့6ပတ်သီးပါနော်6ပတ်သီးဖြစ်ပါ6ကိုပတ်မှဆိုရင်ရှုံးသမျှအကျွေးတွေကျင်မယ်အမြဲတမ်းရပါလိမ့်မယ်9ကတော့ထိုးကြီးလေးကြည်ုံလေးနေဖြစ်ပဲပတ်ပေးပါနော်6ကိုကြိုက်တဲ့ကိုမလေး6နဲ့မရောကွက်လေးလေးလိုက်မှတ်ထားပါဘင်းလေးမှာဘောက်ပင်းတွေစောက်တဲ့ယူထားပါမမှတ်မိဘူးဆိုရင်ရောလိုက်မှတ်ထားပေးပါမှတ်မိတဲ့ကိုမလေးကတော့ခဏန်းလေးကို comment မှာပင်လေးတွေတယောက်ချီတွေထောက်ပေးထားပါကဲပတ်ရမယ်ပတ်သီးကတော့6ကိုပတ်သီးမရောကွက်သီး66 68 64 61နော်6နဲ့ဆိုရင်66ရဲ့64ရဲ့68ရဲ့61ဖြစ်တယ်9နဲ့မရောကွက်သည်91 90 90 93 9လဲဆိုရင်91 90 90 93တကွက်ကောင်းလေးသည်64တကွက်ကောင်းကြိုက်တယ်64သည်မယုံတကွက်ကောင်းလေးတွေဖြစ်တယ်ပပနိုင်လေးထိထိမိမိတဲ့စောမှန်ဆိုရင်တော့64တကွက်ကောင်းကြိုက်ဆုံးပဲပတ်သီးနဲ့ရှုံးတဲ့ကုမလေးပတ်သီးနဲ့ကြည်အောင်လို့အကျွေးချစ်ပတ်မှဆိုရင်မနက်ဖြန်မှာ6ကိုပတ်သီးကိုအကျွေးချစ်ပတ်လို့ရလေအကျွေးချစ်ကစားလို့ရမယုံကွက်ကလည်းလုံးဝအမြဲရောင်ထိုးလို့ရပါလေအမြဲရောင်ကစားလို့ရပါလေကဲအားလုံးကြက်တဲ့ဆိုရင်တော့လမ်းမလေးနေထားပါရှယ်ထားပေးပါမျှဝေထားပေးပါလူဟောင်းကိုမလေးလူတက်ကိုမလေးတွေတယောက်တယောက်တူတပြန်ကိုတပြန်လေးတွေလမ်းမလေးနှိပ်ထားပေးပါနောက်တယောက်ရှင်တယောက်ရအောင်တယောက်ရှင်တယောက်မြင်နှစ်ယောက်ရှင်နှစ်ယောက်မြင်3ယောက်ရှင်3ယောက်မြင်အောင်လို့ဝိုင်းပြီးတော့တယောက်ရှင်တွေ share ပြီး share လေးနဲ့မျှဝေထားပါခင်ဗျားလုံး view ဖိုင်လေးကတည်းကလောက်ခွင့်ပြုပါလေကျွန်တော်တို့မနေ့ကမှပဲပြန်ပြီးတွေ့ဆုံကြပါမယ်အားလုံးဘိုင်ဘိုင်ပါ